ရေချိုးခန်းထဲမှာရုပ်ရှင်ရရင်အထီးတွေ့ခန်းလေးကိုတကယ်လုပ်ခဲ့ကြတဲ့မြန်မာနိုင်ငံကပင်သားနဲ့မင်းသမီးမင်္ဂလာပါတငယ်ချင်းလေးတို့ရေပရိသတ်တွေကိုမတူညီတဲ့ရသတွေပေးချင်တာကြောင့်မဟာကနေထုတ်လွှင့်ပြသနေတဲ့ဒုတိယမြောက်လက်ထက်ခွင့်ဆိုတဲ့ရုပ်သံဇာတ်လမ်းတွဲထဲမှာတော့အမိုက်စားစံဝင်ကန်းတွေကိုထည့်သွင်းရိုက်ကူးခဲ့ကြပါတယ်မဟာရုပ်သံဇာတ်လမ်းတွဲကနေပြီးတော့ထုတ်လွှင့်ပြသနေတဲ့ဒုတိယမြောက်လက်ထက်ခွင့်ရုပ်သံဇာတ်လမ်းတွဲထဲမှာတော့တရုတ်ဆောင်ထမ်းအောင်ရှိုင်းတဲ့ရွှေသမီးတို့ကမတူညီတဲ့ပုံစံမျိုးတွေနဲ့ပရိသတ်တွေကိုချပြနေရပဲဖြစ်ပါတယ်အဆိုပါဇာတ်လမ်းတွဲဟာဆိုရင်အခုချိန်မှာတော့ပရိသတ်စိတ်ဝင်စားမှုအများဆုံးခံနေရပြီးဒီဇာတ်ကားထဲမှာဆိုရင်ထပ်အောင်ရှိုင်းတဲ့ရွှေသမီးတို့ကအထီးအတွေ့ပိုင်းတွေကိုလက်တွေ့ဦးစားပေးရိုက်ကူးခဲ့ကြပြီးတော့အမိုက်စားအနမ်းခန်းတွေကိုလည်းရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်ပုံမှန်အဖြစ်ကတော့မြန်မာဇာတ်လမ်းတွဲတွေမှာဟန်ဆောင်ထိတွေ့ခြင်းတွေနဲ့သာပရိသတ်တွေကိုတင်ဆက်လေးရှိကြပေမဲ့တရုတ်ဆောင်ထပ်အောင်ရှိုင်းတဲ့ရွှေသမီးတို့ကတော့တာမန်ထက်ကိုပိုတဲ့ဇက်ဝင်ခန်းတွေအထီးတွေ့တွေနဲ့ပရိသတ်တွေကိုချပြကျင်တာကြောင့်အနမ်းခန်းတွေလက်တွေ့ကြကျုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပရိသတ်တွေကိုရေချိုးခန်းထဲကဇက်ဝင်ခန်းကိုတင်ဆက်ပေးလိုက်ပါတယ်ဒီရေချိုးခန်းထဲမှာဆိုလို့ရှိရင်ပရိသတ်တွေကတော့ထအောင်ရှိုင်းတဲ့ရွှေသမီးတို့ရဲ့ဂဲကိုလက်တွေ့ကြတဲ့တုပ်ဆောင်ွက်တွေကိုတွေ့မြင်ရမှာပါဒီဇက်ဝင်ခန်းထဲမှာဆိုရင်နှစ်ယောက်သားမူအပြည့်သွင်းပြီးတော့ဟန်ဆောင်ခြင်းမရှိဘဲနဲ့လက်တွေ့ကြတုပ်ဆောင်ခဲ့တာကြောင့်ပရိသတ်တွေရဲ့အားပေးခြင်းကိုလည်းခံခဲ့ရပါတယ်နောက်ထပ်ဒုတိယမြောက်ဇက်ဝင်ခန်းကတော့နှစ်ယောက်သားအနမ်းချွေမဲ့ခန်းပဲဖြစ်ပါတယ်ဒီဇက်ဝင်ခန်းထဲမှာဆိုရင်တော့ဖြင့်နှစ်ယောက်သားကလက်တွေ့ကြကိုနမ်းခဲ့ကြတာပါတခြားသောမြန်မာဇလန်းတွဲတွေလိုဟန်ဆောင်ပန်ဆောင်နမ်းခြင်းမရှိဘဲနဲ့အထီးအတွေ့ကိုဟန်ဆောင်ပန်ဆောင်မလုပ်ပဲလက်တွေ့ကြတုပ်ဆောင်ပြခဲ့တာကြောင့်ထပ်အောင်ရှိုင်းတဲ့ရွှေသမီးတို့ကနာမည်ကြီးလာခဲ့ပါတယ်ဒီဖြစ်ပျက်နဲ့ပတ်သက်ပြီးတော့လေလူတွေကဒီလိုမျိုးပြောလာကြပါတယ်မြန်မာစကားတော်တော်များများကပါးနန်းတာနဖူးနန်းတာပဲရှိတာပါရွှေသမီးနဲ့ထပ်အောင်ရှိုင်းကြမှာတာမန်ထက်ကိုပိုတဲ့ဆက်ဆံရေးတွေများရှိနေပြီလားဆိုပြီးတော့လေမှတ်ချက်ပေးခဲ့ကြပါသေးတယ်ပရိသတ်ကြီးတို့ရောဘယ်လိုထင်လဲဆိုတာဝင်ဆွေးနွေးသွားကြပါဦးအခုလိုမျိုးစိတ်ဝင်စားဖွယ်ကောင်းတဲ့သတင်းအကြောင်းအရာစုံကိုတင်ဆက်ပေးနေတာကြောင့်ကျွန်တော်တို့ရဲ့သတင်း TV Channel လေးကို Like and Subscribe လုပ်ခဲ့ကြပါဦး